ခါနာနေတဲ့သူတွေရှိပါသလားရှိလို့ရှိရင်ဒီဗီဒီယိုကိုအဆုံးထိကြည့်လိုက်ပါအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့နေထိုင်မှုပုံစံအမားတွေကြောင့်ဖြစ်တဲ့ဘူးနာခါနာပကုံးနာဇက်ကြောတက်စတဲ့ဝေဒနာတွေကိုသိပ္ပံနည်းကျလေ့ကျင့်ခန်းနည်းစနစ်များဖြင့်တက်တာပြောင်းကင်းအောင်ပြုလုပ်ပေးနေတဲ့ rehab trainer ပိုင်ဆိုးပဲဖြစ်ပါတယ်ခင်ဗျာခါပါကြောင်းနာရလဲဆိုရင်ခါရိုးရဲ့ပက်ပက်လေကိုစီထိန်းပေးထားတဲ့ခေါင်းမာဆယ်တွေဝမ်းမိုက်ကြွက်သားတွေအားနည်းသွားတဲ့အတွက်ကြောင့်ခါနာနိုင်ပါတယ်အကောင်းဆုံးဥပမာလေးပေးရမယ်ဆိုရင်ကျွန်တော်တို့ရဲ့ရေတံမှုလေးပေါ့ရေတံမှုရဲ့အလဲကောင်မှာကျွန်တော်တို့ရဲ့ခါယိုကြီးရှိတယ်ကြောရိုးမကြီးရှိတယ်ပေါ့နော်ဒီပက်ပက်လေးကကျွန်တော်တို့ခေါ်ပါစေခုနကကျွန်တော်ပြောတဲ့ one bite ကြွက်သားလေးတွေပေါ့နော်ဒီ one bite ကြွက်သားလေးတွေကတနေရာတခုခုကမတန်တော့ဘူးဆိုရင်ဒီကျွန်တော်တို့ရဲ့လိုဝိဖြစ်သွားရင်လိန်ချိုးလိုက်မယ်ဆိုရင်ဒါကျွန်တော်တို့ရဲ့ခါအတွင်းမှာရှိတဲ့ခါယိုကြီးကလည်းဒီလိုပဲအလွယ်တကူကျိုးသွားနိုင်ပါတယ်ဒီဘက်ကြောင့်ကျွန်တော်တို့ပက်ပက်လေးကျွန်တော်တို့ရဲ့ခါအစ်စ်ဘေးမှာပက်ပက်လေးထောက်ကန်ပေးထားတဲ့ဒီခေါင်းမာဆယ်တွေကိုတန်အောင် train လိုက်မယ်ဆိုရင်အလုံးပိတ်လေးဖြစ်သွားမယ်ရေတံမှုလုံပိတ်လေးဖြစ်သွားပြီဆိုရင်ချိုးရတာမလွယ်ဘူးတော့ပါဘူးကုန်းပြီးတော့ချိုးလို့လည်းမလွယ်ဘူးကော့လို့လည်းမလွယ်တော့ဘူးဒီရေတံမှုဥပမာလေးကမိတ်ဆွေတို့အတွက်အကောင်းဆုံးဖြစ်လိမ့်မယ်လို့ညွှန်လင်းပါတယ်ဒီခေါင်းမာဆယ်တွေကိုဘယ်လိုပြန်တန်အောင်လုပ်ရမလဲဆိုတာကိုဆက်ကြည့်လိုက်ရအောင်ကျွန်တော်တို့လေးဘက်ထောက်တဲ့ position လေးရင်သွားမယ်ပြင်မားလေးကိုအရှိကိုကော့တယ် check လေးကိုနောက်ကိုကျိုးဘက်ကတ်လိုက်တယ်ဒီလောက်လေးပဲပေါ့နော်ဒါဆိုရင်ကျွန်တော်နည်းနည်းလေးလုံးလေးဖြစ်သွားမယ်ဘိုင်လေးကတောင်းလေးဖြစ်သွားမယ်ခုဆိုရင်ကျွန်တော်ဘိုက်ကိုညှစ်ပြီးတော့စကားပြောလို့ရမယ်အနေထားရှိရမယ် so အဲ့ရမှာတစ်စင်းကျွန်တော်5 second ညှစ်ထားမယ်1000 2000 3000 5 second ညှစ်မယ်ပြီးရင် relax ပြန်လုပ်မယ်အကုန်လုံးပြန် short ပြီးကျမ်းပြင်မှာလုပ်ပြီးသွားရင်ထိုင်ကုန်မှာထိုင်နေလေ့ကျင့်ခန်းလေးလုပ်ပါမယ်ကျွန်တော်တို့ထိုင်ကုန်မှာထိုင်လိုက်တယ်ပြီးလို့ရှိရင်ခုနလိုပဲကျွန်တော်တို့1 byte လေးကိုညှစ်ပြီးတောင်းထားလိုက်တယ်တောင်းထားပြီးတော့ပက်ပက်လေ1 byte ပက်ပက်လေးကိုတောင်းထားပြီးတော့ညှစ်ထားပြီးတော့5 second ရက်ထားမယ်ဒါလေးလဲ15ချိန်3ကြောလောက်သွားပေးပါမယ်ထိုင်ကုန်မှာကြာထိုင်လို့ခါနာလာတယ်ဆိုရင်ကျွန်တော်အခုလိုမျိုးလေး1 byte လေးကိုညှစ်ပြီးတော့ထိုင်ကြည့်လိုက်ပါဒါဆိုရင်ချက်ချင်းခါနာတာတက်တာသွားပါလိမ့်မယ်ခါနာဝေဒနာရှင်များအမြန်ဆုံးတက်တာပြောင်းကင်းကြပါစေကျွန်တော်နဲ့အနီးကပ် rehab training လုပ်ချင်ပါက Telegram Viber နံပါတ်3996998666တို့အသေးစိတ်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ